ဒါကကျိုင်းတုံမျိုးအပြင်က73မိုင်ချောင်းလို့ပြောတယ်ဒီတချင်မောင်ဆိုတော့လူအရန်စီရဒီနေရာခုလည်းနည်းနည်းလူများနေကြပြီလူကြနေကြပြီမှာပုံမှာကားရထားကြတာရှိတယ်ပုံမှာဒီပလန်နဲ့လာရင်လည်းရတယ်ဒီပလန်နဲ့လာကြတယ်တချင်ဆိုတော့လူရန်စီတယ်မှာဟိုတချင်မတိုင်ငယ်လူစီနေပြီ73မိုင်ချောင်းလို့ပြောတယ်ကျိုင်းတုံမျိုးကတော်တော်များများသိကြတယ်ကျိုင်းတုံကဟာတွေကတော့အောက်မှာရေချောင်းရှိတယ်ဒီမှာရေချောင်းပတ်ဆော်လာအောင်မယ်ဒါကချောင်းအတွင်းနဲ့ဒီမှာဆိုင်လေးတွေရှိတယ်ဒီမှာတော့သူတို့ဆိုင်လေးတွေရှိတယ်ဒီကအပေါ်ကအမိုးကန်နဲ့ဒီမှာချောင်းလေးဒီကမှာရေတွေစီးနေရဒီမှာရေဆော့လို့ရတယ်ဒီမှာဈေးဆိုင်တွေရှိတယ်ဟိုဘက်ကမ်းမှာလည်းရှိကြတယ်ဒါချောင်းနဲ့အမရေသွားနေရဟိုဘက်မှာလူတွေများတော်တော်များတယ်လူတော်စီရဘက်မှာတော့ဘာမှလည်းရှိတာဘောကွင်းစီးလို့ရတယ်ဒါတဲ့ဘက်ဒီမှာလူတော်တော်များတယ်အရှိမဆိုတော့ဆိုင်လူပြေးပဲအရှိပိုင်းရတော့ဒါကြောင့်ဆိုလူရမ်းစီဒီများတယ်ခုတော့လူတော်တော်များနေကြတယ်ဒါကြောင့်တော့အရှိများရဲတင်းဒါကျွန်တော်လုပ်ထားတဲ့တင်းဒါလေပေါက်လေးနဲ့တချို့နေရာတွေကရေအရမ်းတိတ်တယ်ဒီမှာဆိုရေအရမ်းတိတ်နေမှာမြင်နေရတယ်အောက်ပိုင်းအောင်ဘက်ကတိတ်တဲ့နေရာရှိတယ်ဟိုရှိမှလူရမ်းများတယ်မှာဟိုနော်ကျဲပဲဒီကျန်တော့ရမ်းမိုက်တယ်ဒီနေရာဒီကတော့အောက်ကသွားမှာကျွန်တော်အောက်ကသွားရင်ရေတွေကသွားရင်ရေများလို့ကုန်းမတက်လာတာခဏတော့မပေါ့ခြေတုံးလုံးပဲခြေထဲတော့ကြည့်ကြည့်မှာရှင်းမှာပါရှင်းမယ်လို့ဒီရှင်းမှာတော့ရေနည်းနည်းစီးတယ်ဘယ်လိုပုံများလဲရမ်းများအရှိဘက်တော့ကြည့်မယ်ခြေပိုင်းနဲ့ပါရှင်းအောင်မလဲအခုမြင်နေရတာကဟိုဘက်ကလာတဲ့ဟာ तू ကဆိုင်ငယ်စတန်ဟိုဆိုင်ငယ်မှာဟိုမှာဆိုင်ငယ်အများကြီးပဲပုံမှာဆိုင်ငယ်အတက်နေရဒီမှာကားတွေလည်းရှိတယ်ဒီဘက်ကနေလာ तू ကအောက်ကိုဆင်းလာတယ်ဒီမှာရေရမ်းများတယ်ဒီမှာရေစီးတယ်ဒီရှိရဆတာဖြစ်မယ်ဒီရှိရဆတယ်ဒီမှာရေများဒီဘက်ကဒီနေ့လူတော်များဒီမှာလူတော်များတယ်။အိုးအော်ပါတီရှိတယ်။အများကြီးပဲ။တခြားဆိုအရမ်းမိုက်မယ်။ဒီဘက်မှာအလောဒါလာတော့စံတော်မလာလဲ။ကားတစ်စီးပဲတော်လို့ရတယ်လဲ။ပြန်ကြရင်တော့နောက်ကားစီးမလာအောင်ဒီနေ့ဆူတောင်းရုံပေါ့နော်။ဒီလမ်းလေး။